ချိန်က1830ခုနှစ်ဖြစ်ပြီးနေရာက Hudson Valley နယူးယောက်မှာဖြစ်ပါတယ်။စစ်တင်နန်းအကြောင်းကကပတိန် Hitchcock က Augustine လန်နော့စီကိုလာတွေ့နေပါတယ်။လာရတဲ့အကြောင်းရင်းကတော့ကျောင်းကြီးတေယာကလန်နော့ကိုအရေးတကြီးလာခေါ်ခိုင်းလို့ဖြစ်ပါတယ်။လန်နော့ကမလိုက်ချင်ပေမဲ့အတင်းချက်ခေါ်ရင်လို့ကပတိန် Hitchcock ရဲ့ရထလုံးနဲ့ပဲလိုက်သွားပါတယ်။လန်နော့ကနယူးယောက်ရဲတွေကြားမှာထင်ရှားတဲ့ဆောင်နောက်တစ်ယောက်ဖြစ်ခဲ့မှုပါတယ်။လန်နော့ကကျောင်းကြီးနဲ့စကားပြောနေပြီးကျောင်းကြီးကလန်နော့ဟာမိုးဆိုးကိုတယောက်ဖြစ်ပြီးသူ့သမီးပြောက်သွားတာအတွက်လည်းဂရုဏာတက်မိကြောင်းပြောနေပါတယ်။လူကြောင့်ကပတိန် Hitchcock ကကျုပ်တို့မှာအင်မတန်လိုအပ်စွာစွမ်းစစ်စေးရမယ့်ကိစ္စကြီးတစ်ခုရှိနေပြီးအဲ့ဒါဟာဗိုလ်လောင်းသူနဲ့ပတ်သက်ကြောင်းကိုအရှိကြီးပြောရလို့ကျောင်းကြီးကစိတ်မရှိပဲLeroy Fry ဟာမနေ့ကကျိုးဆွဲချက်တည်သွားရလို့ဝင်ပြောလိုက်ပါတယ်။လန်နော့ကဒါဟာသိမ်မှုသိင်ခင်အရာရှိရဲ့ကိစ္စပါလို့ပြောရလို့ Hitchcock ကဒီလိုမဟုတ်သေးဘူး။ဗိုလ်လောင်း Fry ရဲ့ရုပ်လောင်းကမနေ့ညကဆေးရုံဝင်သွင်းမှာဖျက်ဆီးခံထားရတယ်။ Fry ရဲ့နှလုံးကိုသူ့ရင်ဘတ်ထဲကနေဖြုတ်သွားတာလို့ပြန်ပြောလိုက်ပါတယ်။ Fry ရဲ့ရင်ဘတ်ကိုကြည့်ပြီးဒေါက်တာမာကွတ်ကခွဲစိတ်ထားတာမဟုတ်ခက်ထက်ဓာတ်ကောင်းနဲ့လှုပ်သွားတာဒါပေမဲ့နှလုံးကိုခွဲထုတ်တဲ့ပုံစံကနှလုံးကိုမထိအောင်လို့တေချာလှုပ်သွားတာလို့ပြောလိုက်ပါတယ်။ဒါကိုဘလို့လူမျိုးကလုပ်နိုင်မှာလဲဆိုတော့ခွန်အားကြီးရဲ့သူဘောလို့ဒေါက်တာမာကွတ်ကထပ်ပြောလိုက်ပါတယ်။ဒါဆိုမိန်းကလေးတော့မဟုတ်နိုင်ဘူးဘောလို့လန်နော့ကပြောလိုက်ပါတယ်။လန်နော့ကဒါကိုလုပ်တဲ့သူကစေပညာသက်မြောက်ထားဖို့လိုလားဆိုတော့ဒေါက်တာမာကွတ်ကမလိုပါဘူး။လေးအောင်ကောင်းကောင်းနဲ့ဘယ်နေရာကိုဖျက်ရမလဲသိဖို့ပဲလိုတယ်လို့ပြန်ပြောလိုက်ပါတယ်။ကျောင်းကြီးကလန်နော့ကိုဝါရှင်တန်ကလွတ်တော်မှန်းချုပ်ကဒီကျောင်းကိုပိတ်ပစ်ချင်နေတာ။ဒါကြောင့်ကျုပ်ကခမည်းကိုဒီကျောင်းရဲ့ဂုဏ်လေးခါကိုကူညီကယ်တင်ပေးဖို့တောင်းဆိုနေတာပါလို့ပြောလိုက်ပါတယ်။လန်နော့ကခင်းဖြစ်တဲ့နေရာမှာတတားဟန်ထုံကိုစစ်မေးနေပါတယ်။သူကကင်းဆောက်တောင်ဝင်ပြီးတော့မြောက်ဘက်တန်းလျားကိုပြန်လာဒီနားကအတန်တစ်ခုကြားရလို့လာကြည့်မိတာပါတဲ့အတန်ကထောင်ချောင်းမေးလို့ကူညီတောင်းခံနေတဲ့တရိษံတကောင်ရဲ့အတန်နဲ့တွင်လို့လာကြည့်ရင်းနဲ့ Fry ကိုတွေ့လိုက်တာဘာလို့ပြောလိုက်ပါတယ်။သူ့ပုံစံကတဖြောင်နဲ့ကြားနေတာမဟုတ်ဘူး။မသိရင်ထိုင်ကုန်ပေါ်ထိုင်ရင်တို့ပဲ။သူ့ထောက်တွေကမြေကြီးနဲ့ထိနေတယ်။အဲ့ဒါနဲ့ကျွန်တော်မြောက်ဘက်တန်းလျားကိုပြန်ပြေးလာခဲ့တာပါလို့ဟန်တုံကပြောလိုက်ပါတယ်။တခြားသူတွေရောတွေ့ခဲ့ကြလို့လန်နော့ကထပ်မြဲတော့မတွေ့ပါဘူးတဲ့။ Fry ရဲ့လေပင်ကဒဏ်ရာကတလိုင်းနဲ့မရှိဘဲနဲ့ကျိုးနဲ့ပုတ်လိုက်တာလို့ပြန့်နှံ့နေပါတယ်။ဒါဟာသူပြန်တက်ခိုက်ထားတာလို့လန်နော့ကပြောလိုက်ပါတယ်။လက်မှလည်းဂျိုးကိုဆွဲရလို့ရေကြီးတွေအောင်ထားနေတယ်လို့ထပ်ပြောလိုက်ပါတယ်။လန်နော့ကဒေါက်တာမာဝက်စ်ကို Fry ရဲ့ခေါင်းနောက်ဘက်ကိုဆိုင်းကမ်းလိုက်ပါတယ်။အထဲမှာအတွင်းကြီးဒဏ်ရာမျိုးရှိနေတယ်။နှစ်ထင်းနေရာမှာ3လက်မဝင်းကြီးလောက်ကျိုးတာကိုလွတ်သွားရလို့ဒေါက်တာမာဝက်စ်ကပြန်ပြောလိုက်ပါတယ်။လန်နော့က Fry ရဲ့လက်ချောင်းတွေကိုအသိဆွဲပြီးဖြန့်လိုက်တဲ့အချိန်မှာစာရွက်ပိုင်းသားတစ်ခုထွက်လာပါတယ်။လန်နော့ကခင်းဖြစ်တဲ့နေရာကိုစစ်ဆေးနေစဉ်မှာဘူလောင်းတယောက်ရောက်လာပါတယ်။အဲ့ဒီဘူလောင်းကခမည်းရှာနေတဲ့တရားခံကကြပြားဆရာတယောက်ပဲလို့ပြောကပြန်ထွက်သွားပါတယ်။လန်နော့ကလောင်းတဲ့ဘူလောင်းကိုလောင်းတဲ့လျှောက်ဘာဖြစ်သေးတယ်ဆိုတော့သူရှိတဲ့နှစ်နာရီခွဲပြီးတော့ဘာမှမဖြစ်ပါဘူးတဲ့။ပြီးတော့သူ့ကိုဂျူတီပေးနာခဲ့လို့ပြောလို့ဘသူကနာခိုင်းတာလဲလို့မေးတော့အဲ့ဒါတော့မသိပါဘူးတဲ့။အဲ့ဒါဆိုသူမျက်နှာကိုရောမြင်လိုက်လားဆိုတော့မြင်လိုက်ရပါဘူးတဲ့။ဒါပေမဲ့ဘယ်ဘက်ပခုံးမှာတော့ဒစိမ့်မပါတာကိုတွေ့လိုက်ပါတယ်တဲ့။လန်နော့ကဘာတစ်ခုမှရက်သွားတော့နေရင်ဘာကမျိုးသမီးကဘူလောင်းသတင်းကြားသေးလား။သူပြောတာတော့မသိခင်နိုင်ပိုင်းတော့ကြာခဲ့တယ်ဆိုပြီးလူတယောက်ကိုညွှန်ပြလိုက်ပါတယ်။လန်နော့သွားကြည့်လိုက်တော့မနက်ကဘူလောင်းဖြစ်နေပါတယ်။သူကသူ့ကိုယ်သူအီးရေဖိုလို့မိတ်ဆက်လိုက်ပါတယ်။ဟိုကတော့ဟန်တုံကတော့ရွာစော်ကြီးတို့သတင်းလိုက်ဖြန့်နေတယ်။မကြခင်တရားရောက်ကသူ့ကိုတတ်တော့မယ်လို့ပြောလိုက်ပါတယ်။လန်နော့ကတော့ Fry ရဲ့နှလုံးကိုထုတ်ယူသွားတဲ့သူကကြပြားဆရာလို့ဘာကြောင့်ထင်ရတာလဲလို့ဘိုးကိုမေးလိုက်ပါတယ်။နှလုံးဆိုတာသင်္ကေတတစ်ခုပဲ။ခနာကိုကနေနှလုံးကိုထုတ်တယ်ဆိုတာသင်္ကေတတစ်ခုကိုပြကျင်တာပဲ။ဒါမျိုးကိုကြပြားဆရာအပြင်ဘယ်သူကလုပ်နိုင်မှာလဲလို့ဘိုးကပြန်ဖြေလိုက်ပါတယ်။လန်နော့ပြန်ကန်ဒီမှာဘိုလောင်းလော့ဘိုရောဆိုတဲ့သူကိုထပ်စစ်ကြည့်ပါလို့ဘိုးကပြောလိုက်ပါတယ်။သူက Leroy Fry နဲ့ရန်ဖြစ်ဘူးတဲ့အခန်းပေါ်ဟောင်းတရားလို့ထပ်ပြောလိုက်ပါတယ်။လန်နော့ကလော့ဘိုရောကို Fry နဲ့ရန်ဖြစ်ဘူးလားလို့မေးလိုက်ပါတယ်။သဘောထားမတိုက်ဆိုင်တာပါ။သူကလူလူတိုင်းနဲ့ဖွဲကြရတာလို့ကျွန်တော်ထင်တယ်လို့ပြန်ဖြေလိုက်ပါတယ်။ပြီးတော့ Starter ကိုဆက်စစ်ပါတယ်။အဲ့ဒီညတော့ကတန်လျားကိုပြန်လမ်းမှာ Fry နဲ့တွေ့တယ်။သူကယာရှိတွေရှိမရှိမေးတယ်။အရေးကြီးကိစ္စရှိလို့ဆိုပြီးထွက်သွားတယ်လို့ဖြေလိုက်ပါတယ်။ခိုးစပရင်းမှာနွားရကောင်နဲ့သူတို့ကောင်တက်ခံရပြီးပိုင်ပိုင်ခုတ်ထိတ်ခံရရတယ်။နှလုံးသွေးကိုလည်းထုတ်သွားတယ်ဆိုပြီးသတင်းပို့လာလို့ကပတိန် Hitchcock ကတန်သွားပါတယ်။ကပတိန် Hitchcock ကမနေ့ဖြန်ကစပြီးတင်နန်းသားတိုင်းအတန်းတက်သမင်းစားဝေပြုခြင်းမှုပဲလှုပ်ဆောင်ရမယ်။ကျန်တာဘာမှမလုပ်ရဘူးလို့မင်းထုတ်လိုက်ပါတယ်။လန်နော့က Fry ရဲ့လက်ထက်ကတွေ့တဲ့စာရွက်ပိုင်းတွေကစာကိုဖော်ထုတ်ပြီးဖို့ဘိုးကိုလှုပ်ဝက်စာတောင်းဝန်ပေးလိုက်ပါတယ်။လန်နော့စီကိုဘိုးရောက်လာပြီးစာကိုဖော်ထုတ်နိုင်ပြီဖြစ်ကြောင်းဒီစာကြောင့် Fry ဟာပြင်ကိုထွက်သွားတာဖြစ်ကြောင်းချင်းဆိုတဲ့စာဖြစ်နိုင်သလိုထောင်ချောက်လည်းဖြစ်နိုင်ကြောင်းပြောနေပါတယ်။အဲဒီနောက်ပြောင်းနေတဲ့စာလုံးတွေကိုခံမှန်းနေပါတယ်။စာကြားကိုဆက်လိုက်တဲ့အခါမှာတော့နောက်မကြစေနဲ့မြင်မြန်လာပါဆိုတဲ့အဓိပ္ပာယ်ကိုထွက်ပါတယ်တဲ့။ပထမနှစ်ကြောင်းကိုတော့မသိပါဘူးတဲ့
လန်နောကချင်းဆိုတဲ့အစားဆိုရင်နေရာကရေစက်နားမှာဖြစ်မယ်လို့ပြောလိုက်ပါတယ်ဖိုးကမိမတယောက်နဲ့တွားတွေ့တာဖြစ်လိမ့်မယ်အခြားဘူလောင်းဆိုရင်အချိန်မြေးသွေးလို့ရနေတာပဲလို့ပြောလိုက်ပြီးလန်နောရဲ့ပုံစံကိုကြည့်ကခမရကဒါကိုသိပြီးသားပဲလို့ပြောလိုက်ပါတယ်လန်နောကကြုတ်သွင်းမိတာလေးပါလို့ပြန်ပြောလိုက်ပါတယ်ဖိုးက fry သေးတဲ့မနက်ကဘာတွေဖြစ်နေမှန်းမသိတဲ့အချိန်မှာကြပြတော့ရဲ့အဖွင့်စာကြောင်းကိုကျွနေရင်းနဲ့အပြင်ကိုလမ်းကြည့်ရတဲ့အချိန်မှာလှပတဲ့မျိုးသမီးတယောက်ကိုမြင်လိုက်ရတယ်လန်နောကဘာကအမျိုးသမီးပတ်စီကိုပိုးချောင်းဆုပ်စမ်းနေပါတယ်ပိုးရွတဲ့ကြပြကသူအိမ်နေတုံးဆုံးသွားတဲ့သူ့မိကရွပြတဲ့ကြပြဖြစ်ပါတယ်တဲ့ရှီခဲအိမ်မှာတွေ့ကြမယ်ဆိုတဲ့စာရွက်ကိုပိုးကဖွင့်ဖတ်လိုက်ပါတယ်လန်နောကအဆောက်အအုံဟောင်းတစ်ခုတည်းကိုရှောက်ကြည့်နေပါတယ်နည်းနည်းကြာတော့ပိုးကရောက်လာတဲ့အချိန်မှာလန်နောကကောင်းတယ်ငါးစာမင်းစီရောက်လာတာပဲလို့ပြောလိုက်ပါတယ်ဒါကဘာနေရာလဲဆိုတော့အမှုဖြစ်တဲ့နေရာလေးဒုတိယမူခင်း fry ရဲ့နှလုံးကိုယူလာတဲ့နေရာကိုပြောလိုက်ပါတယ်သွေးနဲ့ဖျောင်းနိုင်ကိုရည်ရွယ်ချက်ရှိရှိချထားတယ်စဝိုင်းတစ်ခုသရီကန်တစ်ခု fry ရဲ့နှလုံးကအထဲမှာရှိနေဖို့များတယ်ငါမှကုညီပေးနိုင်တဲ့မိတ်ဆွေရှိတယ်ပါမောက်ကဂျင်ပီပီကတင်ကေတန်းနဲ့ပူဇော်ပဲပိုင်းနေကျွမ်းကျင်တဲ့ဆိုကအိမ်ထဲကိုဝင်သွားလိုက်ပါတယ်ပါမောက်ကပုံကုန်ကြည့်ပြီးဒါမော်စဝိုင်းဖြစ်နိုင်တယ်ဒါကို Leaf Veritable Dragon Rouge ထဲမှာတွေ့ဘူးတယ်ပညာသည်ကသရီကန်လယ်မှာရက်နေတယ်နေရာတိုင်းကလင်းထင်နေတာလို့ပြောလိုက်ပြီးစာအုပ်တုပ်ကိုယူခိုင်းလိုက်ပါတယ်ဖီလာဒဲလာခရေးကျောင်းမဖွယ်ဆုံးမို့ဆိုလို့ပြောလိုက်ပြီးပိုးကိုဖတ်ခိုင်းလိုက်ပါတယ်ဒဲလာခရေးကဘတ်စကီးဆုံး600ကိုတက်ခဲ့တယ်ပြီးတော့မင်းကူကင်ရတဲ့မှတ်တမ်းစာအုပ်ကိုခြံထားခဲ့တယ်ဟင်ရီလာကလာရဲ့ Discord to Derribe စာအုပ်မသေးခင်ဆုံးမောက်900ကိုတက်ခဲ့တယ်ဆိုတဲ့လူသူ့စာအုပ်ကပျက်စီးခံခဲ့ရတယ်တဲ့ကောလာဟာတွေရတော့သူကပျက်စီးသွားတဲ့စာအုပ်နဲ့တူတဲ့အခြားမှတ်တမ်း2ခု3ခုကိုခြံထားခဲ့တယ်တဲ့အခုဆိုရင်အဲ့ဒါကိုရှာတာကတဝက်စုဆောင်လူပေါင်းများစွာရဲ့ဘန်းတိုင်ဖြစ်လာတယ်ဘာလို့လဲဆိုတော့ထာဝရအခြေခံနိုင်စွမ်းကိုရရှိမဲ့နည်းကိုညွှန်ကြားခဲ့တာပဲလို့ပြောလိုက်ပါတယ်ဘိုးကစာအုပ်ကိုကမိစ္ဆာတမန်တော်များကြားသိရှိတာကတော့ဆုံးမတရားရဲ့ဥပုပ်ပြုခြင်းပွဲတော်ကိုအောက်ပါအချက်များတိကတ်တတ်ထားပါသည်မတန်ရှင်းသောသိစ္စာများကိုခရိယန်တွေဘယ်တော့အခါမှမစားပါနှစ်ချင်းမခံရတော့ကလေးတွေရဲ့နှလုံးများကျိုးဆွဲချနေထားတဲ့သူ၏နှလုံးဆိုပြီးလန်တော်ကိုမောကြည့်လိုက်ပါတယ်လန်တော်ကမင်းဘူလောင်းတွေထဲတီးခြားခွဲဝင်ပြီးလှုပ်ဝက်ကိုင်းနဲ့ဆက်ဆက်နိုင်တဲ့သူကိုရှာကြည့်ပါဆိုပြီးဘိုးကိုခန်းလိုက်ပါတယ်ပိုးကဘိုလောင်းနေတဲ့ရှောက်အေးကြီးလာရင်ဒေါက်တာမာကွက်ဆိုတဲ့နာမည်တစ်ခုထွက်လာလို့မာကွက်စီကိုတွားလိုက်ပါတယ်မာကွက်ကခေါင်းမူးလို့အတမ်းမတက်ပဲနားလို့ရအောင်ဆေးစာရေးပြီးပေးလိုက်ပါတယ်စာကိုရာရှိတယောက်နဲ့မာကွက်ရဲ့ဒါအာသီမက်စီကိုတွားပြရမှာရာရှိကမယုံကြည်ပဲမင်းတို့တန်လျားကိုရာရှိတွေလာစစ်ရင်မင်းဆောင်နေရမယ်ဆိုပြီးပြောပြီးထွက်သွားပါတယ်အာဒီမတ်ကဒီည7 နာရီမြောက်ဘက်အဆောင်ဆက်ရှိလို့ပြောလိုက်ပါတယ်ဘိုးကလန်တော်အိမ်ကိုရောက်နေပြီးစာအုပ်စင်ကိုကြည့်ကသဘောကျနေပါတယ်စာအုပ်ထဲကလယ်ဆွဲတစ်ခုပြုတ်ကျလာလို့အဲ့ဒါငါသမီးဟာဆိုပြီးလန်တော်ကယူလိုက်ပါတယ်ခမရသမီးကမရှိဘူးလို့ဆိုတော့မရှိတော့ဘူးလူတယောက်နဲ့ထပ်ပြေးသွားတယ်လို့လန်တော်ကပြန်ပြောလိုက်ပါတယ်ဘိုးကဒါဆိုကျွန်တော်တို့နှစ်ယောက်ကဒီကဘာမှာအထီးကျန်ဆုံးလူတွေဘောလို့ပြောရလို့မင်းကမင်းမေရှိတယ်လေသူမင်းကိုစကားတွေပြောနေတုံးမဲလို့လန်တော်ကပြောလိုက်ပါတယ်ဘိုးကသူနာမည်တစ်ခုရပြီးဖြစ်ကြောင်းနဲ့အဲ့ဒါကအာတီမက်မာကွက်ဖြစ်ကြောင်းပြောပြနေပါတယ်ဘိုးကဘယ်လင်ဂျာတို့အဖွဲ့မှာသွားပေါင်းပြီးဟိုလူတွေကသူ့ကိုရိုက်တိုက်နေပါတယ်သူတို့ကဖဲရိုင်းနေလန်တော်ကိစ္စနဲ့ပတ်သက်ပြီးဘိုးကိုစစ်နေပါတယ်သူတို့ကမင်းမတယောက်ကသူ့ကိုညင်လိုက်လို့ Frank ကသူ့ကိုသူဆွေးကြိုးချတာထင်တယ်လို့ပြောလိုက်ပါတယ်။ Starter ကမင်းရဲ့ညီမကတော့သူ့ကိုမညင်လိုက်ဘူးလားလို့ Artemis ကိုမေးလိုက်ပါတယ်။ဘိုးကညာမထက်ရမင်းထုတ်ရတာကိုရှောက်သွားရင်လို့ဒူကြောင်ကတန်းရားကိုပြန်ကန်းလိုက်ပါတယ်။လန်တော်ကညာအိနေနိုးလာကသူ့သမီးကိုသတိရနေပါတယ်။ Leroy Frank ကိုတကြိုတဲ့အခမ်းအနားလုပ်နေပြီး Frank ရဲ့မိကလန်တော်ကိုစာအုပ်တုပ်ပေးလိုက်ပါတယ်။ Frank ရဲ့တရားရေးစာအုပ်အဟောင်းပါ။စာအုပ်ကို Mr. Bellinger ကစစ်တမ်းရကနေ Frank မေစီကိုပို့ပေးလိုက်တာလို့ပြောပြနေပါတယ်။စာအုပ်ထဲမှာကစာတွေရေးရတာမဟုတ်ပဲသင်္ကေတတွေနဲ့ရေးရတာဖြစ်ပါတယ်။ဒေါက်တာမာကွက်စ်ကလန်တော်ကိုသူ့မိမနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။မာကွက်စ်မိမကလန်တော်ရဲ့အမျိုးသမီးမရှိတော့တာကိုလိုက်မင်းနေလို့လန်တော်ကစိတ်ရှုပ်နေပုံရပါတယ်။အာဒီမတ်တို့အိမ်ကိုဗိုလ်လောင်းတချို့ရောက်နေပြီးအာဒီမတ်ရဲ့ညီမလီယာမာကွက်စ်ကဆန်နီယာတီးပြနေတာကိုဝိုင်းချီကျူးနေကြပါတယ်။လီယာနဲ့အာဒီမတ်တို့မောင်နှမကတိတ်ပြေတဲ့ပုံမရပါဘူး
ပိုးကလီယာကိုသွေးဝင်တောင်းသလိုမျိုးပြောနေလို့လီယာကစနေနေ့ကျရင်ကျမစစ်ဆက်တော့မှလို့ပြန်ပြောလိုက်ပါတယ်လန်နောကဖရိုင်းရဲ့တန်ရာရီစာရွက်ကိုရေတစ်ခုနဲ့စိန်လိုက်ပြီးနေရာမှာကက်ကြီးတဲ့အခါတောင်လိုက်ရရတဲ့စာရန်တွေပေါ်လာပါတယ်လီယာနဲ့ပိုးကတင်းချိုင်းမှာစကားပြောနေကြပါတယ်လီယာကပုံးကိုရှင်နဲ့တွေ့ရမယ့်သူကအာတီမတ်ပဲလို့သူ့ကိုယ်နာမည်ကိုပြောလိုက်ပါတယ်ရှင်တို့နှစ်ယောက်ဘယ်လောက်တူညီမှုရှိရဲဆိုတာကျမသိနိုင်ရလို့ပြောလိုက်ပြီးချောင်းတွေစိုးနေပါတယ်လီယာကမတ်သက်ရက်လိုက်ပြီးကတုံရင်ဖြစ်ကလဲကျသွားပါတယ်လန်နောကလည်းတစ်ဖက်မှာဝက်စာတွေကိုဖော်နေပါတယ်လီယာကပြန်ကောင်းသွားပြီးဖိနေကြပါလို့ပြောလိုက်ပါတယ်ပိုးကခမရရဲ့စိတ်ဝိညာဉ်ကကျွန်တော်အမေလိုမျိုးကျွန်တော်စီမှာကန့်နေတယ်လို့ပြောလိုက်ပါတယ်လီယာကခုနကျမမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာရှင်ရှိနေလို့ကျေးဇူးတင်ပါတယ်လို့ဆိုကလက်တွဲလမ်းလျှောက်လာကြပါတယ်ပိုးကညမမောင်တော်ထဲမှာလမ်းလျှောက်သွားနေရင်တိုက်ခိုက်ခံလိုက်ရပါတယ်ဘယ်ရင်ဂျာကလီယာနဲ့ဝဝင်းနေလို့ပြောပြီးအပေါ်ကနေခွစီးထားပါတယ်အဲ့ဒီအချိန်လန်တော်ကရောက်လာပြီးပိုးကိုကရင်လိုက်ရပါတယ်ပိုးကလန်တော်ကိုလီယာကသူ့ထက်ကျွန်တော်ကိုပိုသဘောကျနေတာအသိတာကြီးမဖြစ်ဘူးသူ့ကိုအရင်တတ်မှဖြစ်မယ်လို့ပြောနေပါတယ်ပိုးကသူ့အမေကလွဲလို့သူ့ဘောဘယ်သူမှမကောင်းဘူးခမရကကျုပ်တဲ့အဖော်မွန်ပါတနေ့ခမရအကြောင်းကြပြသပုတ်ရေးအောင်မယ်ဆိုပြီးမူးမူးနဲ့ပြောနေပါတယ်သူကြောင့်ကလန်တော်ရဲ့ကားကိုခောက်လိုက်ပြီးဘယ်လင်ညာပြောင်းနေတယ်ဆိုလို့တကြောင်လုံးတောနေပြီးရှာနေရပါတယ်နောက်ဆုံးမှဘယ်လင်ဂျာကိုကြောက်ဆောင်တစ်ခုကရင်တန်းတန်းကြားရတွေ့ရပါတယ်ဒေါက်တာမာကွတ်ကဖရိုင်းကိုလွတ်တော့ကပုံနဲ့မတူပဲဘယ်လင်ဂျာကတင်းကိုခံရရလို့ချားရီယောက်လက်ချက်ထင်တယ်လို့ပြောလိုက်ပါတယ်ကျောင်းကြီးကလန်တော်ကိုတရားခံရှာမသွေးလို့ပြစ်တင်ချိန်မောင်းနေပါတယ်လန်တော်ကခမရကျုပ်ကိုဒီကိစ္စဆက်လုပ်ဖို့ဆန္ဒမရှိတော့ဘူးထင်တယ်လို့ပြောလိုက်ပါတယ်သူเจ้าကကျုပ်တို့ကခမရရဲ့အရေးချင်းကိုတန်တရားဝင်နေတာမဟုတ်ပါဘူးသစ္စာခံမှုကိုပဲတန်တရားရှိတာပါဒါပိုးရဲ့လက်ချက်ဖြစ်နိုင်မလားလို့မေးလိုက်ပါတယ်လန်တော်ကပိုးနဲ့ပင်ဂျာကဘလို့ပတ်သက်မှုပဲရှိရှိလီဝိုင်းဖရိုင်းနဲ့ပိုးကြမှာဘာဆက်နွယ်မှုမှမရှိဘူးလို့ပြောလိုက်လို့ကျောင်းကြီးကရှိတာပေါ့သူတို့ကနွေရာရီတုန်းကတော့ရန်ဖြစ်ကြသေးတယ်မင်းကမပြောဘူးလားလို့ပြောလိုက်ပါတယ်လန်တော်ကအဲ့လောက်သေးကြနေသူ့ကိုဖမ်းလိုက်လို့ပြောပြီးထွက်လာခဲ့ပါတယ်လန်တော်ကပိုးသူ့ကိုထိန်ချန်ထားခဲ့တာတွေအတွက်ဒေါ်လာတွေထွက်နေပါတယ်လန်တော်ကမင်းကိုပြဿနာလာရှာတဲ့လူတိုင်းကရင်ပတ်ပုတ်ပြီးတေကုန်ကြတယ်အဲ့ဒါဘလို့ဖြစ်တာလဲဆိုတော့ဘိုးကကျုပ်ကိုနှိမ့်ဆက်တဲ့လူတိုင်းကိုလာလိုက်တဲ့နေရရင်တရားစင်နဲ့မနေဘူးလို့ပြောလိုက်ပါတယ်လန်တော်ကဒေါက်တာမာကွက်စ်အိမ်မှာညစာစားနေပါတယ်သူတို့က Randolph Bellinger အတွက်ဝန်ထဲချင်းထိမ့်မဲ့ပွဲလုပ်နေတာဖြစ်ပါတယ်မာကွက်စ်မိမကလန်တော်ကိုဉာဏ်ပညာကြီးမှပြီးအမြော်မြင်ရှိတဲ့အကြောင်းကြီးမိုးကန့်ဖွင့်နေပါတယ်အဲ့ဒီအချိန်အာတီမတ်ကလန်တော်ကိုအသုံးမကျတဲ့တစ်ချိန်လုံးရက်ဆိုင်မှာပဲနေတဲ့အဖိုးကြီးတို့စောင်းပြောနေလို့သူ့မိကသတော်ထွက်သွားပါတယ်ဒေါက်တာမာကွက်စ်ကလန်တော်ကိုသူ့မိမအတွက်တောင်းပန်လိုက်ပြီးစာကြည့်ကန်းနဲ့ခေါ်သွားပါတယ်လန်တော်ကခမရသမီးကနေမကောင်းဖြစ်နေတာလားလို့မေးလိုက်ပါတယ်မာကွက်စ်ကသူမငငယ်ကလေးကယောဂကြီးခံစားနေရတာလို့ပြောလိုက်ပါတယ်လီယာကစန်နီယာတီးတာကိုဘိုးကနားထောင်နေပြီးလန်တော်ကလေကောင်းစစ်တန်းချူလိုက်အောင်မဲ့ဆိုကအိမ်ထဲမှာရှောက်ကြည့်နေပါတယ်လန်တော်ကဒေါက်တာမာကွက်စ်တို့မိသားစုကိုမတင်ငါဖြစ်နေတာပါဘာမှန်တော့မသိပေမဲ့တခုခုအပြစ်လုပ်ထားတဲ့ပုံစံဖြစ်နေတယ်လို့ထင်နေတာပါလန်တော်ကယူနီဖောင်းကြီးတစ်ထည်ကိုအသေးချာဆင်းနေတဲ့အချိန်မှာရှင်းရှာရတာကိုကျမရှာပေးနိုင်ပါတယ်ဆိုပြီး Miss Malquet ကပြောလိုက်ပါတယ် Miss Malquet ကဒီမှာအင်ကြီးတစ်ထည်တွေ့ထားတယ်လို့ပြောကအဲကန်နဲ့ဝင်လာခဲ့ပါတယ်ဒေါက်တာမာကွက်စ်ကအဲ့ဒါငါအကိုရဲ့အင်ကြီးပဲသူ့ရဲ့မှတ်တရဆိုလို့ဒါပဲရှိတာအဲ့ဒါမင်းစီဘလို့ရောက်နေရတယ်ဆိုတော့လန်တော်ကဒါကိုအာတီမတ်ကပြောပြနိုင်ပါလိမ့်မယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာသူเจ้าရောက်လာပြီးနောက်ထပ်ကျွန်တော်တယောက်ထပ်ပြောက်သွားပြန်ပြီလို့ပြောလိုက်ပါတယ်လန်တော်ကစတာတက်နဲ့ဘယ်နင်ဂျာကဖရိုင်းရဲ့တငယ်ချင်းတွေလို့ဖရိုင်းရဲ့တန်ရာကြီးမှာပါတယ်ဖရိုင်းနဲ့ဘယ်နင်ဂျာတေတော့သူ့လက်ရောက်သွားမှဆိုလို့စတာတက်ကထပ်ပြေးသွားတာထင်ရလို့ပြောနေပါတယ်သူเจ้าကဒါဆိုအာတီမတ်ရဲ့ယာရှိကုတ်ကရောလို့မေးလို့သူ့ပုံစံကအေးဆက်နေတယ်သူ့ကိုဖမ်းရင်သူကအကုန်ငင်းမှာပဲလို့လန်တော်ကပြောလိုက်ပါတယ်ပိုးကလီယာကိုသွားတွေ့နေပြီးလန်တော်ကပမောကကျုပ်ဂျင် BBC ကိုရောက်နေပါတယ်အရင်တစ်ခါဆုံးဝဲမို့သူကြောင့်ရေးတဲ့သူကဘုန်းကြီးလားလို့မေးလို့ဟုတ်တယ်ကားစင်တင်ခံလိုက်ရတဲ့ဘုန်းကြီးလို့ပြောနေပါတယ်ပိုးကကြပြားတပုတ်ဖက်ပြနေပါတယ်နှလုံးသားနဲ့ငါသူမစီကိုအမြန်ဆုံးသွားလိုက်တယ်လီနော်သူမကပြန်စာကိုတီးခံခဲ့တာ
မဆုံးနိုင်တဲ့ညတွေအထိသူမကိုနှချီးပုံထဲမှာတွေ့ခဲ့ရတယ်အမောင်မိုင်ဆုံးညအနက်ရှိုင်းဆုံးကအဆုံးမရှိတဲ့အမျက်တော်တာကြံခဲ့တာဆိုတော့အဲ့ဒီတေတေတောက်တဲ့မျက်လုံးပြလေးပဲကြပြအဆုံးမှာပိုးကလီယာကိုလီနော်လို့ခေါ်လိုက်ပြီးဒါကမင်းရဲ့မပြောပြနိုင်တဲ့ပူပန်တော့ကားတွေကိုပြောပြနိုင်တယ်မင်းကိုဖိနှိပ်နေတဲ့အရာတွေရဲ့အဆုံးသက်ပေါ်လို့ပြောလိုက်ပါတယ်ဂျင်ပီပီကစာအုပ်ကိုလက်ညှိုးထိုးကနတ်ဆိုးကိုကွဲ့သူလို့ပြောလိုက်ပါတယ်အဲ့ဒီပုံကဒေါက်တာမာကော့စ်အိမ်မှာလည်းရှိပါတယ်လန်နောကမာကော့စ်အိမ်ကိုရောက်လာပြီးခမရသမီးကယောဂတွေကိုကြော်ဖြတ်ပြီးအသက်ရှင်နေတာကလမ်းညွှန်နေတဲ့လူတစ်ယောက်ရှိလို့ပဲအဲ့ဒီသူတို့ဓာတ်ပုံကိုပြကပြောလိုက်ပါတယ်လန်နောကစာအုပ်တော့ဆွဲထုတ်လိုက်ပြီးလာကလာရဲ့ရန်ရှားပါတဲ့ Discover တို့ Darable တို့ပြောကစာအုပ်ကိုစပွဲပေါ်ပြစ်နေလိုက်ပါတယ်မာကွက်စ်ကကြောင်တောင်ဖြစ်နေပြီးလန်နောကခမရသမီးကလူသေးသေးနဲ့စကားပြောသလားဆိုပြီးအော်ပြောလိုက်ပါတယ်တစ်ဖက်မှာတော့လူတစ်ယောက်ကိုသွေးနဲ့စီးသားနေပါတယ်သူမက3လလောက်ပဲတက်ရှင်တော့မဲ့အချိန်မှာသူကျုပ်စီရောက်လာတယ်တရားအောင်နဲ့တွေ့ခဲ့တယ်လို့ပြောတယ်သူ့ရဲ့ဘိုးဘေးကြီးပေါ့လက်ကလေးကတကယ်တော့နတ်ဆိုးမဟုတ်ပါဘူးသူ့ကိုနားလည်ဘူးလွဲနေကြတာပါလီယာကနှလုံးတစ်ခုကိုကင်ကဗဇက်ကရဲ့တတို့ရွတ်ဆိုနေပြီးအာဒီမတ်ကသွေးနဲ့စီဝိုင်းလုပ်နေပါတယ်ကျွန်တော်သားသမီးတွေကမစ္စတာဖရိုင်းကတင်းနေပြီးသားပါဆိုပြီးကျွန်တော်ကိုကြင်ပြောပါတယ်သူတို့ကဘဒုကိုမှမတတ်ခဲ့ပါဘူးလို့ပြောနေပါတယ်ကျောက်ကကျောက်သမီးတွေရာစသေးခဲ့တာပါသူကကျမ်းမာရေးပြန်ကောင်းလာသလိုပဲလို့ထပ်ပြောနေပါတယ်အခုလန်တော်ကခမရသားသမီးတွေဗမာလဲဆိုကအပြင်ကိုထွက်သွားလိုက်ပါတယ်ပိုးရဲ့မေဈေးပြက်လာပြီးပိုးကသတိရလာပါတယ်လီယာမေကဆက်လုပ်ဖို့ပြောနေပြီးလီယာကတတို့ရွတ်ဆိုနေပါတယ်ပိုးကဘာတွေဖြစ်နေတာလဲဆိုတော့လီယာကခဏလေးပါပြီးရင်ကလွတ်မြောက်တော့မှာရှင်သိရမလားအခြေရဲ့အိဗယ်ကဆွလို့စသေးခံမှုပဲဆိုကလီယာတို့သားမီးကဂါရာတွေဆက်ယုံနေပြီးအာဒီမတ်ကဓာတ်ကိုပိုးလဲပြီးမှတင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလန်တော်ဝင်လာကတော်တော့ပြီးလို့ပြောလိုက်ပါတယ်အဲ့ဒါဖရိုင်းရဲ့နှလုံးဘယ်တင်ဂျာကလည်းမင်းတို့ဆိုရင်လူတက်ပေးမဲ့သူအာဒီမတ်မင်းသူတို့ကိုတက်ခဲ့တာပဲဒီယာမင်းကဖရိုင်းကိုစာတော့တစ်ခုပေးပြီးဖျားအောင်ခဲ့တာလို့ပြောပြီးလန်တော်နဲ့အာဒီမတ်တို့ဒုံသွေးတက်ပုတ်လိုက်ကြပါတယ်လီယာကလည်းသူ့လုပ်ငန်းစဉ်ကိုဆက်လုပ်နေပါတယ်အဲ့ဒီအချိန်မှာဒီယာဘော်ကိုမီးလောင်နေတဲ့တန်းတစ်ခုပြုတ်ကျသွားပါတယ်လီယာကိုအာဒီမတ်ကကူညီပေးနေပြီးလန်တော်ကပိုးကိုဆွဲခေါ်ကမီးနဲ့လွတ်တဲ့နေရာမှာချထားလိုက်ပါတယ်လီယာကထုတ်တန်းနဲ့ပြီးနေပြီးဆွဲထုတ်မရဖြစ်နေပါတယ်အာဒီမတ်ကသူ့ညီမကိုမထားခဲ့ပဲပွေရတဲ့အချိန်မှာမီးလောင်နေတဲ့တန်းတွေကသူတို့ပဲပြုတ်ကျသွားပါတယ်ဘိုးကလီယာနာမည်ကိုခေါ်ကထထားလို့လန်တော်ကဆွဲနေရပါတယ်ဘိုးကိုဆေးကူးသားနေရပြီးမစ်မောက်ကွက်ကိုတော့သူ့ကလေးတွေအတွက်ပူဆွေးနေရတာကြောင့်ပြစ်မိတော့ပါဘူးလို့ကပတိန်ဟစ်ချ်ကော့ကပြောလိုက်ပါတယ်ဒေါက်တာမာကွက်စ်ကထပ်စာတင်သွားပြီးဟစ်ချ်ကော့ကလန်တော်ကိုချီချူးစကားတွေပြောနေပါတယ်ကျောင်းနဲ့လန်တော်ကလမ်းလျှောက်နေကြပြီးဒေါက်တာမာကွက်စ်တို့မိသားစုတွေစိတ်မကောင်းကြောင်းပြောနေကြပါတယ်သူတို့နှုတ်ဆက်စကားပြောနေပြီးလန်တော်ကဝါရှင်တန်မှာရှိတဲ့ခွေးအားကြီးတွေနောက်ပြန်ဆုတ်သွားလိမ့်မယ်ဆိုပြီးကျောင်းမိတ်ရှင်တွေတဲ့အမတ်ကိုကြီးညိုပြီးပြောလိုက်ပါတယ်ပိုးကလန်တော်စီရောက်လာပြီးခမရသမီးကြောင့်ကြုတ်သိရလို့ပြောလိုက်ပါတယ်ပိုးကဖရိုင်းလက်ထက်ကစာရွက်ရယ်လန်တော်သူစီကိုပေးတဲ့စာရွက်ကိုတိုက်ကြည့်တော့ဒီစာနှစ်ခုကတယောက်တည်းကရေးရတာဖြစ်နိုင်တယ်လို့သိမိတယ်ဒါပေမဲ့လန်တော်ဆိုတဲ့လူနဲ့ဖရိုင်းကဘာဆက်တယ်မှုရှိလို့လဲအဲ့ဒီမှာကကောင်းတာကပတ်စီကကျုပ်ကိုခမရရဲ့သမီးကြောင့်ပြောပြခဲ့တယ်စစ်တန်လျာကနေအင်ကိုပြန်လာတဲ့လမ်းမှာမန်ဒီကနိုင်ကျင့်ခံလိုက်ရတယ်ပြီးတော့ဒီအမည်မသိလူ၃ယောက်ဟာတည်သွားခဲ့တယ်ကောင်မလေးရဲ့လက်ထဲမှာဆွဲကြိုးလေးပါလာတယ်။ကြောင်ကဒန်းနေနဲ့ယူးကျကြောင်ဖြစ်နေတဲ့သမီးကိုလန်တော့ကစိတ်မကောင်းစွာကြည့်နေရပါတယ်။အဲဒီနောက်မှာတော့မန်ဒီဟာသူ့ပေရှိမှပဲကြောက်ကမ်းမဆုံးကနေခုန်ချသွားခဲ့ပါတယ်။ဘိုးကဘာလို့ကျွန်တော်ကိုမပြောခဲ့တာလဲ။ခင်ဗျားကျွန်တော်ကိုကူညီပေးသလိုကျွန်တော်ခင်ဗျားကိုပြန်သိမ့်ပေးမှာပေါ့လို့ပြောလိုက်ပါတယ်။နေ့နဲ့မုံကြီးဝေနေတဲ့ညကျညမှာလီဝိုင်းဖရိုင်ကတစ်ပင်အောက်ကိုရောက်လာပါတယ်။လန်တော့ကသူ့တုံးနဲ့ရိုက်လိုက်ပြီးမင်းနဲ့ဘဒူပါသေးလို့မေးလိုက်ပါတယ်။ပြီးတော့လေဘင်းကိုကျိုးကွင်းဆုပ်လိုက်ပြီးတစ်ပင်ကိုကျိုးချိနေတဲ့အချိန်မှာလူတန်ကြားလို့အမောင်ထဲကိုဝင်ပြီးသွားလိုက်ပါတယ်ဒါတွေကိုဘိုးကပြန်ပြောနေပြီးသူကအာဒီမတ်နဲ့လီယာတို့အတွက်မကျေနပ်ဖြစ်နေပါတယ်ကျွန်တော်ကခမရရဲ့ဆုလက်ပေါ်လို့ပြောရလို့လန်တော့ကမဟုတ်ပါဘူးမင်းကငါအားလုံးပြီးသွားရင်ဝန်ခံခြင်းနဲ့သူပါအခုတော့ဒီချင်းတွေရောက်လာပြီလို့ပြောလိုက်ပါတယ်ဘိုးကသူတို့မှန်းခမရဘလို့သိတယ်ဆိုတော့ဆွေကျိုးကိုထုတ်ပြလိုက်ပါတယ်ဘယ်လင်ကျနှလုံးကိုဖျက်တော့ကအတော်ခက်ခဲခဲ့တာစေတံကူးွယ်တူတွေလူတွေတို့ထင်အောင်လို့ပေါ့
ဘယ်လင်ဂျာကရောက်ဝန်ခံခဲ့တာဆိုတော့ဖိအားပေးလိုက်တော့ထွက်လာတာပေါ့ငါသမီးရဲ့ဝေစားရအောင်သေးစိတ်ထိမေးခဲ့တာစတာတာကတော့လွတ်သွားတယ်ဒီကောင်တစ်လုံးစင်းရဲဒုက္ခတွေကြုံရပါစေလို့ပဲဆူတောင်းနေရတယ်လို့လန်တော့ကပြောလိုက်ပါတယ်ဘိုးကကျုံမှာကြိုးပေးလို့ရတဲ့စာတုပ်သက်တွေလေးတွေရှိရလို့ပြောလိုက်လို့လန်တော့ကယူသွားပါဆိုတဲ့သဘောမျိုးနဲ့ပေးလိုက်ပါတယ်ဘိုးကဆာရွက်တွေကိုမီးရှို့လိုက်လို့လန်တော့ကဝမ်းမတဲ့နဲ့ငိုချလိုက်ပါတယ်ငါကလေအဲ့ဒီညကမက်ဒီကာဝဲကအပြန်မှာမင်းနဲ့တွေ့ခဲ့ရမှာလို့တွေးနေတာဒါဆိုငါတို့ကမိသားစုဝင်ရင်တော့ဖြစ်လာနိုင်တယ်ခမည်းကျုပ်ကိုတန်ဖိုးထားတာနားလဲပါလေလို့ပြောကဘိုးကထွက်သွားပါလေလန်တော့ကသူ့သမီးလေးရဲ့ခေါင်းစည်းလေးကိုကမ်းမအဆုံးကနေလွတ်ပြလိုက်ကနားယူပါတော့သမီးလေးလို့ပြောရင်ဇလန်လေးလည်းပြီးဆုံးသွားပါတယ်